ကျော်စော်ဝင်းကတကယ်ပဲမွေထိုင်းပြည်ရော့ထန်နဲ့တူနေတာလားကျော်စော်ဝင်းကတော့ဖက်တက်ကျင်းမှာအဖွဲ့သားတွေရဲ့အချစ်တွေကိုရရှိထားပါတယ်မြန်မာရိုးရာလက်ဝဲမှာဆရာတဆူဖြစ်တဲ့ကျော်စော်ဝင်းကထိုင်းနိုင်ငံဖက်တက်ကျင်းမှာတော့မွေထိုင်းနည်းစနစ်တွေကိုသင်ယူလေ့ကျင့်နေတာကအချိန်တစ်ခုရှိခဲ့ပြီလို့ပြောရမှာပါရှင်အခုမကြာမီအချိန်ကာလတစ်ခုအတွင်းမှာတော့ One Championship တဲ့စီမံချက်မှာကျော်စော်ဝင်းရဲ့မွေထိုင်းစွမ်းဆောင်ရည်တွေကိုပြည်သက်တို့မြင်တွေ့ခန်းစားကြည့်ရှုရတော့မှာဖြစ်ပါတယ်ဒီဇန်နဝါရီလအတွင်းမှာထိုးသက်မဲ့ကျော်စော်ဝင်းကတော့မြန်မာပြည်သက်တွေနဲ့မစိမ့်တဲ့ဂျပန်ဖိုင်တာ2နဲ့တွေ့ဆုံရမယ်လို့လည်းသိရပါတယ်အတေအကြကိုတော့မကြာမီ One Championship ကတရားဝင်ထုတ်ပြန်ကြေညာတော့မှာလည်းဖြစ်ပါတယ်မာကုံတက်လုံကောင်းတဲ့ကျော်စော်ဝင်းက National ပိုင်းတွေဖြစ်တင်ထားပြီးမို့ပွဲအတွက်အဆင်သင့်ဖြစ်နေတော့ပါပြီပြည်သက်တွေကလည်း One Championship တဲ့စီမံချက်မှာကစားမဲ့ကျော်စော်ဝင်းရဲ့ပွဲကိုကြည့်ကျင်နေကြပြီဖြစ်တယ်လို့ထိုင်းရဲ့အမွေထိုင်း BM မှာ Stan Fairtet ကလည်းကျော်ကြီးရဲ့ပွဲကိုမဆောင်နိုင်တော့ဘူးဆိုပြီးတော့တောင်ပြောလာခဲ့ပါပြီရှင် Stan Fairtet နဲ့ကျော်စော်ဝင်းတို့ကတော့မောင်နှမလိုခင်မရင်းနေတဲ့ဆက်ဆံရေးရှိကြတဲ့သူတွေပါဒါအပြင်ကျော်စော်ဝင်းက Fairtet ဂျင်မှာရှိတဲ့ fighter တွေအားလုံးနဲ့လည်းရင်းနှီးနှွေးထွေးတဲ့ဆက်ဆံရေးကိုရရှိထားပါတယ်မြန်မာလက်ဝဲလက်ခမောင်းခန့်ကိုလည်းကျော်စော်ဝင်းကတင်ကြားပြသပေးလိုက်တာကြောင့်အခုဆိုရင်တော့ Fairtet ဂျင်မှာ fighter တွေအကောင်လုံးဒီပါကမြန်မာလက်ဝဲလက်ခမောင်းခန့်ကိုသဘောကျပြီးတော့တင်ယူနေကြပြီဖြစ်ပါတယ်အခုလိုမျိုးထိုင်းနိုင်ငံရဲ့ဖက်တက်ဂျမ်မှာကစားနေကြတဲ့ထိုင်းနာမည်ကျော်စူပါစတာဖိုင်တာတွေနဲ့ကျော်စော်ဝင်းကတော့ညီကိုမောင်နှမတွေလိုခင်မရင်းနှီးတဲ့ဆက်ဆံရေးရှိတဲ့အတွက်ကြောင့်လည်းမြန်မာပြည်သက်တွေကတော့အားပေးပြီးတော့သဘောကျနေကြရပါတယ်အထူးသဖြင့်ကျော်စော်ဝင်းကိုမွေထိုင်းနစ်နဲ့ပိုင်းမှာတေချာစွာတင်ကြားပြသလက်ကျွဲခေါ်ပေးနေတာကတော့ဆရာလိုအကိုလိုခင်မရင်းနှီးတဲ့ Y2K ပါရှင်မြန်မာမှုမြန်မာဟန်ကိုချစ်မြတ်နိုးတဲ့ Y2K ကကျော်စော်ဝင်းအပေါ်မှာညီလေးတယောက်လိုခင်မင်တယ်လို့အမြဲလဲစားနောက်တက်တဲ့သူဖြစ်ပါတယ်ဒီလိုစားနောက်တက်တဲ့အခါမှာလည်းကျော်စော်ဝင်းကတော့အမြဲပြုံးပြုံးနဲ့တုံ့ပြန်တတာကြောင့်သူတို့ရဲ့ဗီဒီယိုကလစ်လေးတွေကမြန်မာပြည်သက်တွေကြားမှာဒါမကထိုင်းပြည်သက်ကြားမှာပါအပိချစ်ခင်နေကြတဲ့ထီပါပဲကျော်စော်ဝင်းကိုမောင်လေးတယောက်လိုချစ်ခင်တဲ့ Stan Fairtet ကလည်းအခုတခါမှကျော်စော်ဝင်းနဲ့ပတ်သက်ပြီးတော့အရှိဆုံးကနေပြီးတော့ကောက်ွယ်ပြီးခဲ့ပြန်ပါပြီအဲ့ဒါကတော့တခြားမဟုတ်ပဲ Y2K တို့အဖွဲ့ကကျော်ကြီးရဲ့ passport တွေကပုံကိုကြည့်ပြီးတော့ Rod Channel တူတယ်လို့ပြောလိုက်တာပါအဲ့ဒီလိုတူတယ်လို့ပြောခင်ရတဲ့ကာယကံရှင်ကျော်ကြီးကတော့ဘာမှပြန်မပြောပဲအပြုံးနဲ့သာတုံ့ပြန်ခဲ့ပြီးမြဲမမ Stan Fairtet ကတော့မတူဘူးလုံးဝမတူဘူးဆိုပြီးတော့ကိုရံပြန်တွေ့တဲ့အထိခါခါတီးတီးပါပဲ Stan Fairtet နဲ့ Rod Channel ကတစ်ချိန်ကတော့ဇလန်းတွေရှိခဲ့ဘူးကြပါတယ်အခုတော့သူတို့နှစ်ယောက်စလုံးကကိုလန်းကိုစီရှောင်နေကြတဲ့သူတွေဖြစ်ပါတယ်အခုလိုမျိုးကျော်ကြီးကို Rod Channel နဲ့တူတယ်ဆိုပြီး Y2K တို့စားနောက်လိုက်တာကိုရံပြန်တွေ့လိုက်တဲ့ Stan Fairtet ကိုတော့မြန်မာပြည်သက်တွေကလည်းဝိုင်းပြီးတော့သဘောကျနေကြရပါတယ်အခုဆိုရင်ကျော်စော်ဝင်းကိုကျူးဆိုင်ပြီးတော့ခင်မီနေတာကြောင့်လဲ Stan ကိုမြန်မာပြည်သက်တွေကအရင်ကထက်အားပေးမှုရရှိနေတာကတော့အမှန်ပါပဲ Rod Channel ကတော့မာကုံတက်လုံပြေးသွားသလို National ပိုင်းကျွမ်းကျင်တဲ့ fighter တယောက်မို့ငွေထိုင်းလောကရဲ့အပြင်တပားလိုမင်းမှုနေတဲ့သူပါနော်ပွဲတိုင်းမှာဆိုရင်လည်းပြိုင်ဖက် fighter တွေကိုအလဲချိုးနိုင်တဲ့ power အပြည့်ရှိသလိုသူ့ကိုပြန်ပြီးတော့ဖြိုနိုင်ဖို့ဆိုတာကတော့တော်တော်ကိုခက်ခဲမဲ့မာကုံတက်လုံကောင်းတဲ့ fighter တူလို့ပြောရမှာပါရှင်ဒီလိုမျိုးမွေထိုင်းပြည်ရင်တပားဖြစ်တဲ့ Rod Channel နဲ့ကျော်စော်ဝင်းတို့ကတကယ်ပဲတူနေတာလားဆိုတော့ပြည်သက်တို့ရဲ့အမြင်လေးတွေကိုကွန်မန့်မှာမျှဝေပေးခဲ့ကြပါအောင်ရှင်